မဲမင်္ဂလာပါအခုကျွန်တော်ပြောမယ့်အကြောင်းအရာလေးတွေကတော့ထိုင်းတရအကြောင်းပဲဖြစ်ပါတယ်တရထိုင်းတရထိုင်းတရထိုင်းထိုင်းတရဖြစ်ပါတယ်တရဖြစ်ပါတယ်ခုပထမအဆုံးတွေ့ရမယ့်တရကတော့အနီကိုပဲကြည့်ပါမယ်ဒီ on ကိုကုစားပြတာကအကိုကုစားပြထားတာပါဖြီးပြီးမှတရရေးရမယ်ဆိုတဲ့ပုံစံမှာသဘောကအတရသည်ပြီးရဲ့အနောက်မှာရေးရတယ်ဆိုတဲ့သဘောမျိုးပါမြန်မာစာမှာဆိုရင်ဝိစာနှလုံးပေါင်းပုံစံမျိုးပါနောက်တစ်လုံးကြည့်ရအောင်တရဆိုရင်တရလို့ပြောခြင်းဖြစ်ပါတယ်အရှိကတရတွေကတရအတူနောက်ကတရတွေကတရအရှိဖြစ်ပါတယ်ရှေ့ကပြောမယ့်တရတွေကတရအတူနောက်ကပြောမယ့်တရတွေကတရအရှိဖြစ်ပါတယ်တရအတူဖြစ်တဲ့အတွက် short vowel တရအရှိဖြစ်တဲ့အတွက် long vowel short vowel long vowel တရတူတရရှိ short vowel long vowel တရဆိုတဲ့အတွက်စရတူမှာကဆန်စရဆန်တရအတူတရယောင်တရအရှိဖြစ်ပါတယ်နောက်ဆက်ကြည့်ရအောင်အတန်ထွက်ကိုကြည့်မယ်ဒီမှာကျတော့အပေါ်ကဟာလေးကိုပဲကြည့်ပါမယ်တရပါဒီ on ကတော့ဒီမှာတော့ b အနေနဲ့ယူထားတာပါဒီကနေစရေးမယ်ဒီလိုပြီးမှဒီလိုခုံးချလိုက်ပါတစ်ချက်တည်းပဲရေးရပါမယ်အတန်ထွက်ကိုကြည့်မယ်ဆိုရင် e နောက်ဆက်ကြည့်ပါမယ်စရေးမယ်ဆိုရင်ဒီတောင်းကနေစမယ်ခုံးချလိုက်ပြန်ထောင်မယ်ဒီထောင်နဲ့အထောင်နဲ့ဒီရဲ့ vertical ကတဒန်းနဲ့ရှိရပါမယ်အရှိကတရအတူအနောက်ကတရအရှိဖြစ်ပါတယ်ဒါကနောက်ပိုင်းအတန်ထွက်ပုံစံကိုသင်တဲ့အခါကျမှကြာရင်တရအတူတရအရှိကအရင်အရေးပါပါတယ်အခုတွေကသိဖို့လိုပါတယ်တစ်ခုဆက်ကြည့်ရအောင်ဒီတရမှာကကြတော့ဥလိုရေးထားတဲ့ star လေးတွေပြထားတာကမြန်မာအတန်အတိုင်းထွက်လို့မရပါဘူးဥဆိုတာကိုဒီအတန်ရဲ့ဒီအရေးပုံရေးနည်းလေးစပြောလိုက်ပါမယ်နော်ဒီကနေစမယ်ဒီလိုနားလို white ချဒီရောက်မယ်ပြီးတော့မှပြန် white လိုက်ပါအဲ့ဒါကအရေးပါဒီမှာကျတော့ white ပြီးတော့မှဒီနားမှာအလုံးပြန်ထည့်တာလို့ဖြစ်တယ်ဒါပေမဲ့ရေးမယ်ဆိုရင်ဒီကနေဒီလိုဆွဲချဒီလိုပိတ်လိုက်ပြီးတော့မှ white လိုက်အဲ့ဒါရေးပါမယ်သူကတော့ဥဆိုတဲ့သဘောတရားနဲ့ဆင်တယ်ဒါပေမဲ့နှခမ်းကိုအစအတန်ထွက်ရမှာဖြစ်တဲ့အတွက်ပြုံးတော့လိုမျိုးတစ်သက်ကို horizontal နည်းနည်းလေးဖြဲလိုက်ပါပြုံးထားတဲ့ပုံစံလေးနဲ့ပြီးရင်နှခမ်းလုံးဝမစုပဲဥလိုအတန်ထွက်ကြည့်ပါလေတက်တဲ့ပုံစံမျိုးအဲ့ဒါကအလွယ်တဲ့နည်းပေါ့နော်နှခမ်းလုံးဝမစုပါနဲ့ဥလိုတော့ပြောကြည့်မယ်ဒါပေမဲ့နှခမ်းမစုပဲပြုံးထားမယ်လို့ပြောကြည့်ပါအဲ့လည်းတရအတူပါပဲနောက်တစ်ခုတရအတူမှာကမူလအတိုင်းရေးထားတဲ့အတိုင်းထွက်လို့မရဘူးဆိုရင်တရအရှိမှလည်းရေးထားတဲ့အတိုင်းထွက်လို့မရပါဘူးခင်ဗျပြီးတော့ဒီမှာတကယ်တော့ star ပါမယ်ပေါ့နော်ရေးတဲ့ပုံအရင်ဆုံးပြောလိုက်ပါမယ်ခုနအတိုင်းပဲဆွဲတယ် white တယ်ထောင်လိုက်တယ်ဒီထောင်နဲ့မြင်ကဒီ
vertical တန်းနဲ့ပဲပြီးမှပုံမှန်လေးလို့တည်တည်လေးပြန်ချမယ်ခုနဒီပါဇက်ဖြဲထားတယ်ပေါ့နော်ပြုံးထားတဲ့ဥလို့ပြောတယ်အဲ့ဒါကိုအတန်လေးပြောင်းမယ်ဥလို့ပြောကြည့်မယ်နှခမ်းမစုပဲပြောကြည့်မယ်အဓိကတရအတူဖြစ်တဲ့အတွက်အတန်တူတူလေးပဲထွာပါမယ်တရအရှိဖြစ်တဲ့အတွက်အရှိကြီးထွက်လို့ရပါတယ်ဟုတ်ပြီတက်ကြည့်အောင်ဒီမှာကျတော့အနီတွေနဲ့ပြထားတဲ့ဟာပဲကြည့်မယ်အိတ်တရပေါ့နော်သူ့ရဲ့ရေးပုံရေးနေရကိုကဒီမှာ B ရှိမယ်ဆိုရင်အရှိကဒီလိုအချောင်းလေးပါမယ်အနောက်ကဝိသနှလုံးပေါက်လေးပါမယ်သဘောမျိုးသဘောကတော့မြန်မာမှာအနီးတက်ဆုံးဆိုတဝေထိုးနဲ့ဆင်တယ်ပေါ့နော်တဝေထိုးဝိသနှလုံးပေါက်နဲ့ဆင်တဲ့သဘောမျိုးပါနော်ဒီလိုမျိုးပေါ့ဒီဟာက all အန်နေရာမှာယူရင်ဒါကတဝေထိုးဆိုရင်ဒီမှာတဝေထိုးဒီမှာဝိသနှလုံးပေါက်ဆိုရင်ဝိသနှလုံးပေါက်အဲ့ဒီသဘောတရားပါပဲဒါပေမဲ့အတန်ထွက်တာတော့ကွဲပါတယ်ယူပါပဲနောက်ကဝိသနှလုံးပေါက်ပျောက်သွားပြီစံလုံးပေါက်ပျောက်သွားရင်ဒီဟာကိုရေးမယ်ဆိုရင်အရင်တော့သိခဲ့တဲ့အတိုင်းပဲဒီအလုံးလေးပါတဲ့အတွက်သူတို့ကအလုံးလေးတွေကနေစာရေးမယ်ပြီးမှ particle ထောင်တက်သွားတယ်ဒီဝိသနှလုံးပေါက်ပုံစံရေးမယ်ဒီအလုံးလေးတွေကရေးမယ် white ချမယ်အလုံးလေးတွေကရေးမယ် white ချမယ်နောက်တစ်ခုကြည့်ရအောင်ဒီဟာကြတော့ခုနတဝေထိုးလို့ဟာမျိုးနှစ်ခုပါလာပြီနောက်မှာဝိသနှလုံးပေါက်ပါပဲအရှိကတော့တရာအတူအနောက်ကတော့အမြဲတမ်းတရာရှိပါပဲเนาะတွဲကြည့်အောင်เนาะအတန်ထွက်ကစရေးမယ်ဆိုရင်ဒီအဝိုင်းလေးရစမယ်တစ်ဖြောင်းနဲ့တက်ကောက်ပြန်ကောက်ဒီမှာဒီတစ်လုံးရေးမယ်အနောက်ကဝိသနှလုံးပေါက်လို့ရေးမယ်အတန်ထွက်ကတရာအတူပဲတရာအတူ short vowel စရဆန်နောက်တစ်ခုဝိသနှလုံးပေါက်မပါတာပဲရှိမယ်ရေးပုံရေးနေရတော့အတူတူပါပဲဒီဟာဒီတရာရေးမယ်ဆိုရင်เนาะသူဒီထက်ကိုနှစ်ဆလောက်ရှည်ပေးရမယ်เนาะတိတိတတာရှည်ပေးရမယ်เนาะအရှိကတရာတို့အနောက်ကတရာရှည် short vowel long vowel စရဆက်စရယောနောက်တစ်ခုမဲရောင်ကတော့ B ပဲအရှိမှာကတော့ခုနတဝေထိုးလို့ပုံစံအနောက်မှာရေးချပြီးမှဝိသနှလုံးပေါက်အတန်ထွက်ကနောက်တစ်ခုဒီကရေးရတာတည်ပြီးသားပဲလွယ်တည်ပြီးသားပဲပြီးမှလည်းပါထားတယ်ဒီမှာအရှိလဲဒီပုံစံပဲအနောက်လဲဒီပုံစံပဲဆိုတာကအရှိကပြီးပါအနောက်ကတရပါအဲ့လိုမျိုးယူတာပေါ့နော်ဒီကဒီရောတရအနေနဲ့ရောယူလို့ရပါတယ်ရှေ့တရတို့အနောက်ကတရရှိ short vowel long vowel စရသက်စရယောနောက်တွဲသက်ကြည့်အောင်နော်ဒီဟာကြတော့ရေးလို့အယောင်ပြောင်းရတာအဆင်မပြေလို့အကုန်လုံးအမေကြီးပြသွားတာဒီကိုဖြုတ်လိုက်ပါဒီမပါဘူးအပေါ်ကဝိသနှလုံးပေါက်ရဲ့တစ်သက်ပြီးရင်ဝေါ်ဝင်ပြီးဝိသနှလုံးပေါက်နှလုံးအဲ့ဒါရဲ့အတန်တော့ကဥပအမြန်ထွက်ပါနော်ဥပနောက်တစ်လုံးကြည့်ရအောင်ဥပဒီဟာတစ်ချက်ဝေါ်ဝင်တစ်ချက်ဥပအမြန်ထွက်စီစဉ်တဲ့အတွက်ခွင့်စားခွင့်ပိတ်လေးတွေထည့်ထားပြီးပါလေနော်ဥပအဲ့လိုမျိုးကြီးတော့မထွက်ပါနဲ့နော်ဥပအဲ့ဒါကြည့်ရ
ဒီမှာလည်းအဲ့လိုပဲအယောင်ပြောင်းရတာအဆင်မပြေလို့ပါသူ့ရဲ့တရကအရှိကတဝေထိုအပေါ်မှာဤတရအနောက်မှာယော်ရဝိစာနှလုံးပေါက်အဲ့ဒါကမှတရအပြည့်စုံပါဒီအောတွေမပါပါဘူးเนาะပြီးတော့အတန်ကြည့်မယ်ဆိုဣယအတန်ဆက်မယ်ဣယသူတရအတူပါပဲเนาะတရအရှိကြည့်အောင်တရအရှိကတော့ခုနအတိုင်းပဲအရှိမှာ A အပေါ်မှာ E အနောက်မှာယော်ရဒါပဲယာဆက်ကြည့်ရအောင်ဒီဟာနည်းနည်းအတန်ထောက်ခတ်ပါတယ်ရေးပုံရေးနည်းကအပေါ်မှာအရှိမှာက A အပေါ်မှာကအပေါ်နဲ့ဒီဟာနဲ့ပေါ့နော် on နဲ့ဆိုရင်ပြီးတော့မှဒီစနှလုံးပေါင်းနော်အဲ့ဒီ1 2 3 4အဲ့ဒါပါမှတရဖြစ်သွားတာပါတရတွဲပေါ့နော်အတန်ထွက်ကsorry ကျွန်တော်ဒီကိုထွက်ခဲ့ဘူးလေခက်တင်တယ်အဲ့ဒီကိုနည်းနည်းအတန်ရှင်းပါဒီလိုဆက်ကြည့်အောင်ဝိစာနှလုံးပေါင်းမှာပါတာပဲရှိရဲသူကတော့ဒီမှာ B ရှိမယ်ဆိုရင်ကိုရေးစတဲ့ B ရှိမယ်ဆိုအရှိတစ်ချက်ပေါ်တစ်ချက်အနောက်တစ်ချက်အတန်ထွက်ကခုနအတိုင်းပဲเนาะအတန်ထွက်ပုံထွက်နည်းကကျုံးတယ်လို့ထွက်မယ်ဥပေါ့နော်ဥလို့ထွက်မယ်ပြီးရင်နည်းနည်းလေးအတန်ထပ်မယ်အဲ့ဒီတမ်းမှာတက်ကြည့်အောင်နော်ဒီဟာလည်းအဲ့လိုရေးပေးမယ်star လေးတွေပါတယ်ဆိုတော့မြေနဲ့မြေရေးတဲ့မြန်မာလိုအတန်ထွက်တိုင်းထွက်လို့မရပါဘူးထပ်ပုံထန်ဒီကခုနလိုပဲပြုံးထားမယ်ပါးစပ်လေးနည်းနည်းနှာခေါင်းနည်းနည်းဖြဲထားမယ်ပြုံးထားတဲ့ပုံစံမျိုးနဲ့အဲ့ကိုပြောကြည့်ပါဒါပေမဲ့အောက်နေယူနည်းနည်းသုံးပြီးမဟုတ်ဘူးပါးစပ်ကိုအရင်မဟပါဘူးကြည်ပဲပြုံးမယ်တီပဲဟုတ်ပြီနော်နောက်တစ်ခုကြည့်အောင်နောက်ကဝိစာနှလုံးပေါင်းမှာပါတာပဲရှိတဲ့အရှင်းနဲ့နောက်နဲ့ဆိုရင်အတူတူပဲเนาะရှေ့ကတဝေထုအနောက်ကဒီမှာဒီရှိမယ်အတန်ထွက်ကနောက်ဆက်ကြည့်အောင်เนาะဒီဟာကြတော့ဒီအောကိုခဏဖြုတ်လိုက်အောကိုဖြုတ်လိုက်ပါဒါဒီအောဒီဘီးတွေလာလိမ့်မယ်ဘီးတွေရှိသမျှဘီးတွေဝင်လို့ရတယ်ပေါ်ကားဝလုံးလေးလို့တေးလေးမြန်မာလိုလုံးကြီးတင်လောက်မကြည့်ဘူးเนาะတေးလေးပဲဝလုံးတေးလေးမှရေးချအတန်ထွက်ကသူကတော့အတန်တိုနဲ့ထွက်မယ်ဒါပေမဲ့ special vowel လို့ပြောလို့ရတယ်ဘာလို့ဆိုတရအတူပဲဒါပေမဲ့ထွက်မယ်ဆိုလို့ရှိရင် significant တရအရှိပုံစံယူပေးရတယ်ဒါအားနောက်ကျရင်သိလိမ့်မယ်เนาะgrammar ကြသင်မယ်ဆိုရင်တော့အဲ့ဒီဟာလေးတော့အပင်ပန်းခံပြီးမှတ်ပေးရမယ်ပေါ့เนาะမအတန်နဲ့ပဲပြောเนาะတရအတူပဲတက်ကြည့်အောင်ဒီဟာကျတော့ I အပြားလေးကြည့်ပါเนาะ I တူတူပဲအလုံးပါတဲ့အတွက်အလုံးအရင်ဆွဲနှစ်ထလောက်ကြော်ထွက်ဖြောင်းလေးအတွက် I တူတူပဲသူအဲ့လိုပဲဖြောင်းတက်သွား white ချလိုက် I အတန်ထွက်ကိုပြောပြမယ် I ကနှစ်အိုင်းချင်းတူနေတာဖြစ်တဲ့အတွက်တရအတူပါเนาะနှစ်အိုင်းချင်းတူတာဖြစ်တဲ့အတွက်နာမည်ပေးလိုက်တယ်မိုင်းမလိုက်မိုင်းမူဝတ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 ်ဘယ်လိုမျိုးကွဲလဲဆိုမြန်မာမှာရေးချနဲ့မောက်ချနဲ့ရှိတယ်လို့မျိုးပေါ့နော်အတန်ထွက်တာတော့ဒီပါပဲ
ကာခါကာကာငါသဘောမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်ကာကြီးဆိုရင် y ချာခါကိုဆိုရင်မောက်ချာလို့ပြောပေါ့နော်အတန်းထွက်တာအတူတူပဲသူလည်းအတူတူပဲသူလည်း special power ပုံစံနဲ့မှာပါတယ် I ဆိုပြီးအရှိန်မထွက်ဘူး I အဲ့လောက်ပဲအတူပဲထွက်တယ်ဒါပေမဲ့အတန်းတီးပြီးယူရင်တော့ long power ပေါ့နော်အတရာရှူယူပေးရတယ်အဲ့ဒါနောက်ပိုင်းအကျယ်တော့ပြန်ထပ်ရှင်းပြပါမယ် I နော်မိုင်းမလား I မိုင်းမဝက်ကြည့်အောင်အရှင်းနဲ့အနောက်မှာပြီးရှိတဲ့တဝိထုရေးချနော်ဒီမှာတော့ကြိုက်တဲ့ပြီးလာလိမ့်မယ်အတန်ထွက်ကအောင်ဒီတော့အောင်ပေါ့နော်မဆောင်တော့အောင်မဆောင်တော့ပါတန်လေးထည့်ပေးပါအောင်ဒီလည်းခုနလိုမျိုးခုပဲမှာပါပါတယ်အောင်တကြည့်အောင်ဒီဟာကြတော့ပြီးကြည်ထားတဲ့သူဆိုရင်သိလိမ့်မယ်ထော်ထုံနဲ့ဆင်တယ်ထော်ထုံမှာအနည်းရှည်ပါတယ်အတန်ရစ်လို့တော့မတော့ဘူးနော်ရအတောင်မှာခုနလိုတော့နဲ့တော့ရအဲ့ဒီတန်ထွက်ပါအဲ့ဒီကိုပဲရေးချပါမယ်မြန်မာမှာဆိုရင်အခရာလို့ပေါ့အခရာ e အခရာ e အခရာနိုင်အဲ့လိုပုံစံမျိုးသူတို့မှလည်းရှိပါတယ်နော်သူကအတူသူကအရှိနောက်တစ်ခုကြည့်အောင်နော်ဖောဆောင်ဖောင်းကိုအရှိဆွဲတာအပြင်ရဝိုင်းနော်အဆန်အပြင်ဖောဆောင်ဖောင်းအရှိဆွဲတယ်ခုနရအတန်ရပေါ့နော်ခုနကရအတန်ရောအတန်အခုကလောအတန်လအဲ့ခုနဟာကိုပဲရေးချပါတဲ့သဘောမျိုးစရအားပါတဲ့သဘောမျိုးဆိုရင်